မင်္ဂလာပါမစ်တီဆိုင်အေးတင်တဲ့နေ့ကျဆိုပါတယ်ဒီနေ့ပြောပြမှာကအေးဆိုင်ဆိုင်ဖွင့်တော့မယ်ဆိုရင်ပေါ့နော်အေးဆိုင်တိုင်းမှာရှိတဲ့ဒီအခြေခံအကြဆုံးအေးဆိုင်တိုင်းမှာရတယ်ဒီဖြော်နည်းပေါ့နော်အခြေခံအကြဆုံးဖြော်နည်း juice ဖြော်နည်းပြောပြမှာဖြစ်ပါတယ်ဆိုတော့ဒီ juice ဖြော်နည်းကဆိုင်တိုင်းမှာရတယ်ဖြောတာလေသူကအလွယ်ဆုံးပဲပေါ့နော်အခုဒီဟာကိုအစားဆုံးဖြောပြမယ်သူ့ဖြောဖို့ကတောက်ထဲမှာပါတဲ့အတိုင်းဖြောရည်အစီက40မီလီထည့်မယ်ဒီလိုချိန်ခွက်လေးတွေလိုမှာပေါ့နော်ဒါ100မီလီချိန်ခွက်40ဒီထည့်အောင်ပြီးရင်တကြားရည်ထည့်မယ်တကြားရည်က10မီလီဒါတကြားရည်ဘူးပေါ့နော်တကြားရည်ကောက်ဘူးလေးကြားရည်10မီလီပြီးရင်တမ်းမြာရည်ထည့်မယ်တမ်းမြာရည်ကလည်း10မီလီဆိုရပြီတမ်းမြာကဒီမှာလေးစားပြီးသားရှိဒီဟာတစ်ချမ်းဆိုရင်ရပြီပေါ့နော်တစ်ချမ်းလောက်သုံးမယ်ဆိုရင်လည်းအဆင်ပြေတယ်10မီလီအတိအကျကြီးတော့မဟုတ်ဘူးတစ်ချမ်းသုံးရင်လုံလောက်ပါပြီပြီးရင်တရားကိုဒီရှိတ်ကားလေးထည့်အောင်ပေါ့နော်ရှိတ်ကားလေးထည့်မယ်ရှိတ်ကားကဒါ900မီလီပေါ့နော်ကျွန်တော်သုံးတာပုံမှန် size က900မီလီပဲပေါ့နော်ထည့်တဲ့ခွက်ကလည်း900မီလီပြီးတော့ဒီရှိတ်ကားလည်း900မီလီပေါ့နော်ပြီးရင်ရေတန်းထည့်မယ်ရေတန်းက150မီလီဒီထဲကိုရေခဲအပြည့်ထည့်မယ်ဒီထဲကိုဒီလောက်ထည့်ရမှာပေါ့နော်ဒီလောက်နေတာဒီထည့်ရမယ်ထည့်ပြီးသွားပြီဆိုရင်ရှိတ်ကားလေးကိုဒီလိုမျိုးတစ်ခုချင်းဖုံးမယ်နော်ဒီတိုင်းတော့ဖုံးလို့မရအောင်ဒီတိုင်းတစ်ခုချင်းဖုံးတစ်ခုချင်းဒါလေးရင်ဖုံးပြီးမှဒီဖုံးကိုဖုံးအရစ်ပါတာမဟုတ်တော့ဒီလိုလေးလှည့်ကြမလို့ဒါလည်းတူတူပဲဒီလိုလေးလှည့်ကြမလို့လိုလေးဆွတ်လိုက်အောင်ပဲလိုလေးဆွတ်လိုက်အောင်ပဲပြီးရင်တေချာလေးကြိုင်ကျွတ်မကြအောင်နော်ဖုံးလေးကိုဖုံးဒီမှာလိုလေးဒီရှိတ်ကားဘူးလေးအေးလာအောင်နော်ရှိတ်ကားဘူးလေးအေးလာအောင်ဒီလိုမျိုးရင်ငွေလေးထွက်လာအောင်10စက္ကန့်လောက်ဆိုရပါတယ်ဒီလောက်လေးတော့ရှိတ်ပေးရအမြန်လိုနေတယ်ဆိုရင်တော့မရှိနဲ့ကိစ္စမရှိအောင်တမအောင်မှွေပြီးတော့ပေးလိုက်လို့ရတယ်အဲ့ပြီးတော့ကျွန်တော်တို့ဒီ900မီလီခွက်သေးပေါ့နော်ရောင်းမဲ့ခွက်သေးကိုထည့်လို့ရတယ်ဒီတိုင်းထည့်မယ်ဆိုလည်းရတယ်ကျွန်တော်တို့ဒီမှာလှတော့အောင်လို့အမြင်လေးလှအောင်လို့ဒီမှာရောင်းတော့လည်းဈေးတောင်းရင်ဒီလိုမျိုးတောပင်လေးထည့်ရင်ဈေးတောင်းလို့အဆင်ပြေတာပေါ့နော်အဲ့တော့ဒီ jelly လေးထည့်လိုက်မယ် jelly ကဒီမှာဒီလိုလေးဒါမှဖောက်ရတယ်ကျွန်တော်ဖောက်ရအောင်ဒါတော့အသေးရအောင်အသေးပုံရယ်အတုံးလေးရယ်နှစ်မျိုးပဲပါတာပုံစံတော့ဒါလည်းဖောက်ပြီးထည့်လိုက်မထည့်လည်းဘာမှမဖြစ်ပါဘူးလို့စကားလေးနဲ့ထည့်အောင်ပေါ့နော်သူ့ရဲ့အချိုရည်တွေပါမလာအောင်ဒါသူ့အရည်ကတကြားရည်စိမ့်နေတဲ့သဘောအများကြီးထည့်ကြမလို့ဒီလိုစုံလေးနဲ့တော့ဆိုရနော်တော့ဆိုရဒီဂျယ်လီကတော့ဒီလိုမျိုးဖောက်ပြီးပြီဆိုရင်တော့လေးလုံးဘူးလေးပြောင်းထည့်ပြီးသွားရင်ရေခဲပုံးနဲ့ပြပြရေခဲတက်တာလည်းပြပြထည့်သိရင်တစ်လလောက်ထိထားလို့ရတယ်ပြင်မှာဒီတိုင်းထားမယ်ဆိုရင်တော့
နေရမ်းမပူဘူးပေါ့နော်နေတာမပြင်းဘူးဆိုရင်တော့တပတ်လောက်ထိတော့ထောက်လို့ရတယ်โอเคသူ့တိတ်နေဆိုရင်တော့ရေခဲတစ်တာလည်းတိတ်တာပိုးဆင်ပြေတယ်ရေခဲဒီ topping ကိုဒီလိုမျိုး jelly ကိုလောက်လေးထည့်မှာပေါ့နော်30 gram လောက်ပဲနော်30 gram လောက်ထည့်ပြီးရင်ဒါလေးကိုပေါ်နေလောင်းထည့်လိုက်ရပြီချွတ်တဲ့ခါကြိုက်တယ်ဒီလိုမျိုးတော့ဒီခါလေးဒီအကုန်လုံးချွတ်လို့မရဘူးဒါလေးရင်ချွတ်ရအောင်ဒီမှာချွတ်လိုက်ရပြီဒီဒါလေးလည်းဒီလိုပဲလိုလေးချွတ်လိုက်ရပြီပြီးရင်ဒါလေးလိုလေးဆက်ပြီးဒီလိုလေးချထားလိုက်အဲဒါဆိုအောက်မှာပေးပွားနေရမျိုးမရှိတော့ဘူးเนาะโอเคပြီးရင်အပေါ်နေဖုံးလေးဖုံးပေးလိုက်ရပြီဒါကအဖုံးခုံးပေါ့နော်အဖုံးအပြားလည်းရှိတယ်ဖုံးပြားစိန်တော့လည်းရေခဲတွေပေါ်နေတော့မရဘူးရေခဲလေးပြန်နှုတ်လိုက်ဖုံးအပြားသုံးမယ်စိန်အခုံးဆိုတော့ကိစ္စမရှိဘူးเนาะโอเคဒါဆိုရင်တော့ဒါjuice တစ်ခွက်ရပါပြီဒါကခုနကကျွန်တော်ပြောလိုက်တာ lemon ပေါ့เนาะ lemon juice တစ်ခွက်ရပြီတခြားရတာတွေဒီမှာstrawberry lychee raspberry ဒီမှာ blue lemon တခြားရသည်ဘယ်ရတာပဲဖြစ်ဖြစ်အခုဖြော်နေတိုင်းပဲဖြော်လို့ရတယ်ဒါ orange juice strawberry juice kiwi juice တို့ lychee juice တို့အဲ့လိုမျိုးရတာတွေကပြောင်းသွားမှာဖြော်နေရတော့အတူတူပဲခုနလို40အချိုကြီးက40တခြားကြီး30တမ်းမြကြီး30ရေက150 ml ရေခဲပြည့်ထည့်အဲ့လိုမျိုးလေးပဲဖြော်ပေးရမှာပေါ့နော်โอเคဒါတော့ဒါjuice orange juice တစ်ခွက်ရပြီအလွယ်ကူဆုံးဖြော်နည်းလေးပါဖြော်တာမခက်ပါဘူးရေနဲ့ချိုရေပေါ့နော်တခြားတက်မြာဒါလေးပဲဒီ topping လေးရထည့်ရင်ထည့်ရင်ဒီ okay ဆိုတော့ဒီနေ့ကဒီ juice ဖြော်ရဒီလောက်ပါပဲတခြားရတာတွေအကုန်လုံးဒီပုံစံတိုင်းဖြော်ပါဒါဆိုရင် juice series တစ်ခုရပြီပေါ့နော်အဲ့ဒါမှ juice series ကိုမှအောက်မှာအရသာတွေခွဲပြီးထည့်လို့ရတယ် lemon တို့ strawberry လူတောင်များတဲ့ဟာလေးပေါ့နော်ပင်မဲ့တို့ kiwi တို့ blueberry တို့စပစ်ပန်းဒီဘယ်လိုမျိုးအရသာအစုံဒီ juice series အောက်မှာဒီပုံစံတိုင်းပဲဖြော်လို့ရတယ်ခေတ်လောက်ဆိုရပါပြီ